မက်ခင်နင်းဝေတို့မက်ခင်နင်းဝေတစ်ပင်တွေစိမ့်ဆုံနေတယ်လမ်းပေါ်မှာရေပွက်အိုင်လေးတွေပြန့်ကျဲလို့လေအဝိမှာမိုးနဲ့စိမ့်စိမ့်လေးကနှာခေါင်းနဲ့ပြေးဝင်လာတယ်အခုလိုမျိုးအေးအေးလူရှိတဲ့ခဏမှာပျော်ရွှင်ရတာရှိတယ်လွန်ခဲ့သောဒီဇင်ဘာလအလွန်ထညတိုင်ဆိုကိုအိမ်မပြောဘူးဒီပြီးနောက်မကြွမလို့တဲ့နာဘဝဆိုတာမျိုးတွေရဲ့နာကျင်မှုကိုနားလည်လို့ရတယ်ကိုလည်းရှင်သန်မှုမှာတစ်ခုခုကိုဆွဲလန်းပြီးတွေ့ယူတွေ့တယ်လေဆိုတော့အရက်ကိုအကာအကွယ်ယူရတယ်အခုတော့အရင်လိုခြေနေတွေမစိုးတော့ပါဘူးမက်ခင်နေဝသိရလားကိုနိုင်ပြောဖို့တယ်အောင်မြင်မှုဆိုတာရေခဲနဲ့လှုပ်ထားတဲ့တရဖူတွေလေအဲ့ဒီစကားလေးကိုအရန်သဘောကျတယ်ပြီးတော့ကိုရှင်သန်ခြင်းတဲ့ဘဝကဒါမျိုးပဲဆိုတာသုံးသပ်မိတယ်လိုရာထက်ပိုပြီးအများကြီးမရှာဖွေတော့ဘူးဆိုတာပြန်တခုခုကိုတို့ပိုင်ဆိုင်လာတဲ့အခါအဲ့ဒီအရာကိုပြန်ဆုံးရှုံးရနိုင်တဲ့အပေါ်မှာဘလို့ခန္ဓာရည်တွေများမွေးမြူရအောင်မလဲတခုခုဆိုခံစားလွယ်သည့်လူငယ်တစ်ယောက်အနေနဲ့အနှဲငယ်သောအရာများဖြင့်အသက်ကိုမွေးမြူရတာပို့ပြီးလုံခြုံပါတယ်မိုးစံများတဲ့နေကိုပန်းမွန်နေနဲ့ပဲခုခံတတ်တဲ့ကဘာမှာပဲနေချင်ပါတယ်ဟုတ်တယ်အဲ့ဒီကြပြစားသားလေးတွေလိုပါပဲမခင်နေဝေးတခါတလေရုတ်တရက်ပြေးဝင်လာသည့်မိတင်နေသော secret တွေအကြောင်းပြချက်မရှိဘဲညှင်းပယ်ခံရမှုတွေကိုလိပ်စာအတိအကျနဲ့ရောက်ရှိလာသည့်တိမ်မပါသောကောင်းငင်တွေအေးခဲသွားပြီးမှတောက်သုံးဖို့ညှင်းပယ်ခွင့်မရသည့်လက်ဖက်ရည်စသဖြင့်ကိုဟာအဲ့လူတန်ရာရခဲ့တယ်တခါတလေမှလူတယောက်ကိုတတ်တယ်ဆိုတာတတ်ညာခြင်းပဲလို့အာသာရှေဘီကပြောတယ်ပန်းမွန်နေမှလဲခုခံမှုစူးတွေနဲ့အဲ့ဒီစူးရံတွေကလည်းလူတယောက်ကိုတည်စေနိုင်နေဆိုတာလေကိုမမေ့ခဲ့ပါဘူးလေဒါပေမဲ့တိတ်ဆိတ်သောအားလိုက်ရမှရုပ်တံမလာသည့် TV တစ်လုံးလိုမျိုးအရာရာတိတ်ဆိတ်ပြီးခဲ့ကြရတာလေကိုပဲဖြစ်နေခဲ့တာရေစရာတော့ကောင်းပါတယ်အခန်းတော်မှာတရားထက်တွေဝေစားထိုင်ပြီးတိခတ်မှုတွေနဲ့ပြုံးနိုင်အောင်ကြိုးစားခဲ့ရသောဆေးပြားတွေဟာလေကိုွယ်သည့်ဖရားတစ်မျိုးပဲမို့လားထားပါတော့လေအခုချိန်မှာတချို့အရာတွေကပရင်းပေါက်ကငြီးပြီးတတိယဘလောက်ကလွှဲရင်ဘာမှအဖြေရှာဖို့မလိုသေးဝိုင်းမလင်းနေပါတိတ်မကြခင်စောင်းဝင်တော့မယ်တောင်တန်းတွေကမြို့တွေနဲ့အုံမှိုင်းနေအောင်မှတေးချတယ်ညဆိုရင်ကိုဝစ်စကီလေးပဲတောက်တယ်ဒါမှမဟုတ်အဲ့ထနဲ့နဲ့ပိုချင်းပိုတောက်မိတယ်ပြီးရင်သွေးတွေဟာနှွေးလာတယ်အိမ်မက်ထဲမှာကိုတရားကိုထင်မြက်ကမ်းမှာရှိသည့်အရေးအဝါဒကောင်းတဲ့တစ်ပိန်အောင်မှာထိုင်ပြီးပြုံးနေတတ်တယ်မခင်နေဝေးအရင်ကလိုငါးတွေကိုတောက်မှနေတက်ဆိုင်ပြန်ခိုင်းဖို့လည်းမကြိုးစားတော့